အမျိုးတို့ရေအသွားအလားအနေထိုင်အပြောအဆူအားလုံးစင်ကြင်မှရတော့မယ်အခုဆိုရင်အားလုံးသိကြတဲ့အတိုင်းဗမာလူမျိုးတွေခေါ်နေတဲ့ဘိုးနှခမ်းမွေးဆိုတဲ့သူကအခုမြန်မာထိုင်းနိုင်ငံမှာရှိတဲ့မြန်မာလူမျိုးတွေပေါ့နော်ဗီဇာမဲ့တွေရဲ့တရားမဝင်ဖွင့်ထားတဲ့ဆိုင်တွေရဲ့ကိုသူကဦးစီးဦးဆောင်လုပ်ပြီးတော့လိုက်လံစစ်ဆေးရှာဖွေနေပြီပေါ့နော်အခုဗမာမြန်မာလူမျိုးတွေဖွင့်ထားတဲ့စပင်ဆိုင်တစ်ခုကိုလည်းသူဝင်ရောက်ပြီးတော့ရှာဖွေစစ်ဆေးတဲ့အခါမှာအထက်ကဗမာလူမျိုးတွေအကုန်ထွက်ပြေးကြတယ်ပြေးပြီးမဲ့လည်းမလို့ဘူးလေနောက်ဆုံးကြတော့လည်းမိရတယ်မိလို့သူမေးတဲ့အခါကျတော့ဟိုဒီအမကပြောသူပလိတ်တွေကိုကျွေးထားပေးထားရပေါ့နော်အဲ့နဲ့ဟိုသူရှမ်းဒီဘိုးနှခမ်းမွေးအဖွဲကလူကပြောမညာနဲ့နော်မသူဘက်ကဆဲတယ်ပေါ့နော်မညာနဲ့သူလူမျိုးတွေကဒီလိုမျိုးတန်တောက်တွေစီပတ်စံမစားဘူးပေါ့နော်အဲ့တို့ဒီဆိုင်နေဖွင့်နေဆိုလို့ရှိရင်ဒီလိုမျိုးအလွယ်တကူဖွင့်ဖို့ဆိုတာကဒီပလိတ်တွေရဲ့နည်းနည်းအကူညီလည်းပါရရလေငါတို့ဒီဆွဲလမ်းကိုလမ်းဖွင့်နေလမ်းမှာဆိုလို့ရှိရင်သူ့ရဲ့တာဝန်ရှိတဲ့ပလိတ်တွေကိုနည်းနည်းပါပေးရတာပဲဒါလေးကိုသူတို့သိလို့လားမစားဘူးဆိုတာသူ့ရုပ်တကယ်ယုံလို့လားပေါ့နော်ဘလို့ပဲဖြစ်ဖြစ်အေးတို့သူများနိုင်ငံမှာနေရဆိုလို့ရှိရင်သူများစီကနေလိုက်ကိုက်ညီအောင်တော့နေရမှာပဲလေနော်အခုကဆိုင်နေပါလေဖွင့်ထားတယ်ဆိုလို့ရှိရင်ကိုနေရာကိုမရောက်လာဘူးလို့ပြောလို့မရဘူးရောက်လာမှာပဲလေနော်မနာလို့တဲ့သူတွေတိုင်ရင်လည်းရောက်လာနိုင်တယ်ကိုကဒီအချို့ရှမ်းနေရတကယ်ကိုမနာလို့ကြဘူးဗမာလူမျိုးတွေစီးပွားရှာနေရကိုလေဘလို့ပဲဖြစ်ဖြစ်အေးတို့တွေတူတူတိတ်တိတ်လေးနဲ့နေပါကျွမ်းအေးကြနေတယ်ဗသူများနိုင်ငံမှာအလုပ်လုပ်ပြီးတော့ကိုမိပါတွေကိုပေးချင်တယ်ဆိုလို့ရှိရင်ဒီအပြောအဆိုအသွားအလာအနေထိုင်အားလုံးစီချင်မှရမယ်ရှင်